ကျွန်တော်တို့ခန္ဓာကိုယ်မှာလိုအပ်တဲ့အာဟာရအတွက်အစားအစာကိုဘယ်လိုစားကြမလဲရှင်းပါတယ်ပကံနဲ့ထက်ဇွန်းနဲ့ခက်ပါးစပ်နဲ့ထက်ကြိတ်ပြလိုက်ပြီးရတယ်ဒါလည်းမမှားဘူးလေနော်အဲ့လိုတော့လည်းမဟုတ်သေးဘူးဗျမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အစားအသောက်စားတဲ့အခါမှာတတိမထားမိတဲ့အချက်လေးအချို့ကိုပြောပြပြီးတော့အဲ့ဒီအရာလေးတွေကိုသာတတိထားမိလိုက်ရင်ကျွန်တော်တို့ရဲ့ရုပ်နာနှစ်ပါးစလုံးဖြစ်တဲ့စိတ်ရောကိုယ်ပါမယုံနိုင်တော့အောင်ဘလို့ပြောင်းလဲသွားမလဲဆိုတာကိုကျွန်တော်ဖတ်ထားတဲ့စာအုပ်လေးတအုပ်နဲ့အတူဥပမာတာရကလေးတွေနဲ့စဉ်းစားခြင်းစပွဲတွေးခြင်းစပွဲလေးပြောပြပေးသွားမှာဖြစ်ပါတယ်ဒါပေမဲ့မပြောခင်မှာကျွန်တော်မေးခွန်းလေးတစ်ခုလောက်အရင်မေးကြည့်ရှင်နေဗျကျွန်တော်မေးတာကိုစိတ်ထဲမှာပဲအရင်ထားပြီးတော့ကိုအားတဲ့အချိန်ကြာမှာအေးဆေးစဉ်းစားကြည့်လို့ရတယ်မေးခွန်းကဘာလဲဆိုတော့ကျွန်တော်တို့နေ့စဉ်စားတော့သုံးဆောင်နေတာတွေဟာဘယ်သူအတွက်ပါလဲဒီမေးခွန်းအတွက်အဖြေတွေတန်းစီပြီးရှီကောင်းရှိနိုင်ပါတယ်သို့မဟုတ်ငါစားတော့နေတာတွေကငါအသက်ရှင်မှုငါကျန်းမာရေးအတွက်လို့ပဲဖြေကောင်းဖြေနိုင်ပါတယ်တေချာတာကတော့ဒီဖြေတွေလုံးဝမမှားဘူးနော်သို့တော့ဒီထက်မကောက်ဒီထက်မကတဲ့အံ့ဩစရာကောင်းတာရှိနေသေးတယ်တကယ်နော်ကျွန်တော်စဉ်းစားနေနေခေါင်းတင်းကြီးကြီးဖြစ်ရတဲ့အထိပဲကျွန်တော်ပြောရင်ယုံမလားတော့မသိဘူးကျွန်တော်တို့စားတော့နေတဲ့အစားတစ်လုံးရဲ့အနောက်မှာစက်ကြော်လိုက်တစ်ခုလုံးရှိတယ်ကဲဘယ်လိုသဘောရဖြစ်နိုင်မှာမလားဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကိုတော့ကိုယ့်ဘာနေပဲသုံးသက်ကြည့်လိုက်ကျွန်တော်တာကလေးပြောချင်မယ်နော်အစပထမတစ်ခုအနေနဲ့ခေါင်းစဉ်တစ်ခုနဲ့ပြောမယ်အဲ့ဒါကို mindful eating လို့ပေးထားတယ်ဒါကအစားတစ်ခုစားနေနဲ့ကျွန်တော်တို့ရဲ့စိတ်ဆွမ်းအားတမာတိကိုအားကောင်းအောင်လေ့ကျင့်ယူလို့ရတယ်တနည်းပြောရရင်တော့ဒါကတရားထိုင်တာနဲ့ခက်စင်စင်တူပါတယ်ဘယ်လိုလူတွေအတွက်ကောင်းလဲဆိုရင်ကိုယ်သွားတိုင်းစိတ်မပါစိတ်သွားတိုင်းကိုယ်မပါတဲ့လူတွေအတွက်လေ့ကျင့်လို့ကောင်းတဲ့အရာတစ်ခုပဲအထူးသဖြင့်ကျွန်တော်တို့မိတ်တက်တဲ့သူတွေလည်းပါတယ်ပေါ့နော်တော်တော်များများကတရားထိုင်မှ meditation လုံးမှတမာတိအားကောင်းစေတယ်လို့ထင်ကြတယ်တရားထိုင်တာတစ်ခုတည်းကတမာတိကိုတိတိတသာတိုးတက်ဖို့အချိန်ကာလတစ်ခုတည်းကျင့်ယူရတယ်ဗျကျွန်တော်ကိုယ်တိုင်လည်းလေ့ကျင့်နေတဲ့သူကြောင့်မလို့ဒါကိုသိရပါတယ်အတော်လေးအာရုံစိုက်ပြီးတော့ဇွဲလုံးလားရှိမှတိုးတက်အားကောင်းတာပြောချင်တာကိုလုံနေတဲ့အလုပ်တစ်ခုပေါ်မှာစိတ်နှစ်ထားတာပေါ့နော်ကျွန်တော်တို့လမ်းလျှောက်တဲ့အခါထိုင်တဲ့အခါထားတဲ့အခါအိမ်တကားဖွင့်တဲ့အခါ something တစ်ခုခုလုပ်တဲ့အခါပေါ့ကျွန်တော်တို့စိတ်ကကိုယ်ပါလုံနေလဲဆိုတော့သိရမယ်တတိထားကြည့်ရမယ်ဥပမာပန်းသီးတစ်လုံးကိုပါးစပ်ထဲထည့်လိုက်တဲ့အခါမှာကိုယ့်ရဲ့စိတ်ကဒီပန်းသီးပေါ်ကိုရောက်နေရမယ်ပန်းသီးကိုဝါးနေတဲ့အချိန်ကကိုယ်စိတ်ကအလုပ်အကြောင်းတွေဟိုအကြောင်းတွေဒီအကြောင်းတွေတခြားအကြောင်းတွေစဉ်းစားနေမယ်ဆိုရင်ဒါကို mindfulness eating လို့ကျွန်တော်ခေါ်လို့မရဘူးတတိနဲ့စားခြင်းလို့ပြောလို့မရတော့ဘူးနော်တကယ်လို့ဒါကိုယ်စိတ်ကဒီပန်းသီးနဲ့ပတ်သက်တာတွေပဲတွေးနေမယ်ဆိုရင်ဥပမာပန်းသီးစိတ်လေးကိုမြင်လိုက်တာနဲ့တာလာပါတဲ့ပန်းသီးဥယျာဉ်ချမ်းကြီးသူနဲ့ပတ်သက်တဲ့ရေလေနေပြုစုပြိုးထောင်တဲ့ဥယျာဉ်မှုတင်းစီရောက်အောင်ရောင်းဝယ်ဖောင်းကားပြီးတဲ့ဂုံတွေဒါတွေများစွာတွေကကိုက်လိုက်တဲ့ပန်းသီးစိတ်ထဲမှာပါနေတာပါဘလောက်ကျေးဇူးတင်စရာကောင်းလိုက်လဲနော်စိတ်ထားတတ်ရင်ပန်းသီးစားနေနေအောင်မှကုသိုလ်ရနိုင်ပါသေးတယ်။အော်ငါစားချင်တဲ့ပန်းသီးလေးစားလို့ရအောင်စိုက်ပျိုးပေးတဲ့သူတွေဒီပန်းသီးနဲ့ပတ်သက်ဆက်တဲ့သူတွေအားလုံးစိတ်ရောကိုယ်ပါကျန်းမာကြပါစေဆိုတဲ့စိတ်ထားလေးတစ်ခုသာဝင်မိရင်ကိုယ်စိတ်မှလည်းအေးချမ်းနေမှာပဲပေါ့။ဒါတကယ်နော်မေတ္တာရဲ့တကူကအင်မတန်ကြီးတာမယုံရင်လက်တွေ့စမ်းကြည့်လို့ရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကတော့လက်တွေ့မလို့ကျွန်တော်တို့ကဘာမှညင်းစရာမလိုတော့ဘူးနော်။ဒါကျွန်တော်လည်းကိုယ်တိုင်လက်တွေ့ချင်းသုံးနေတဲ့သူကြောင့်ပေါ့။နောက်ထပ်ခေါင်းစဉ်တစ်ခုပြောမယ်။စာအုပ်ထဲမှာရေးထားတာက nothing comes from nothing ကျွန်တော်ကတော့မြန်မာလိုဖြစ်တည်မှုတိုင်းမှာအကြောင်းရင်းရှိတယ်လို့ပဲပါလာပြန်ထားတယ်။ကိုကြိုက်တယ်လို့မျိုးပါလာပြန်လို့ရတယ်နော်။ရာရာတိုင်းမှာသူ့ရဲ့လားရအရက်ဆိုတာရှိလို့ရှိတယ်။တစ်ချက်ကလေးသတိထားကြည့်မိလိုက်တာနဲ့ကျုံးလက်ထဲမှာရှိတဲ့စားစရာတစ်ခုဥပမာပေါင်မှုတစ်ချက်ဆိုတော့ဗျာအဲ့ဒါကဘယ်နေရာကနေလာလဲဆိုတော့ချက်ချင်းသိလို့ရတယ်ပြောချင်တာကဘယ်အရာကမှဝီးဘုတ်ဆိုပြီးတော့ကောင်းကင်ဘောကနေကြာလာတာမဟုတ်ဘူးဒါကိုလူတိုင်းသိအဲ့ဒီပေါင်မှုချက်ကလေးကလေကွင်းပြင်ကြီးကနေလာမယ်နော်ဂျုံကွင်းပြင်ကြီးကနေလာမယ်ချွေးတန်တစ်လုံးလုံးနဲ့အလုံးကြိုးစားမှုစီရမှတဆင့်မဖို့သမားအဲ့ကမှအယောင်သမားတွေစီကနေလာမယ်ပေါ့တကယ်တော့ဒီပေါင်မိုးချက်ကလေးကဓာတွေထပ်ပို့ပါတယ်ဂျုံကွင်းပြင်ကြီးဒီတင်ရောင်နေနေရောင်နေလေလိုအပ်နေတာကြောင့်ဒီပေါင်မိုးချက်ကလေးမှာ
နေမင်းရဲ့စွမ်းအင်တွေတိန်သားအလှတွေအလူသမားတို့ရဲ့ဇွဲလုံးလားတွေနဲ့မဟုတ်သမားတွေရဲ့ကျွမ်းကျင်မှုတွေပါဝင်နေတယ်လို့ဆိုတာဟာလက်မခံလို့မရတော့အောင်ကိုအံ့ဩစရာကောင်းနေတာပါစက်ချဝလာကြီးတစ်ခုလုံးပေါင်းဆက်ထားတဲ့ပေါမိုးချက်ကလေးကတင်းလက်ထဲကိုရောက်နေတယ်နော်ကျွန်တော်တို့လက်ထဲကိုရောက်နေတာဘာတစ်ခုမှကိုကပင်ပင်ပန်းပန်းလှုပ်ရှားမလို့ပဲနေရှားလိုက်တာအဲကျွန်တော်တို့ရဲ့တောင်းဝန်ကတစ်ခုပဲကျွန်တော်တို့ရဲ့အတွေးတွေပင်မနှမ်းနေမှုတွေပင်မနှမ်းနေတဲ့စိတ်တွေအဲ့ဒီအတွေးတွေစိတ်တွေကိုဒီပေါမိုးချက်ကလေးအဝေးကိုခိတ္တခဏလေးလွှင့်ပြထားလိုက်ရုံပါโอเคနောက်ထပ်ခေါင်းစဉ်လေးတစ်ခုကျွန်တော်ပြောပြနောက်ထပ်ခေါင်းစဉ်လေးတစ်ခုက Your body belongs to the earth ကိုမပိုင်နဲ့ကိုခန္ဓာသို့မဟုတ်ကမ္ဘာမြေအတွက်ကိုခန္ဓာဒီကနေ့ခေတ်မှာကျွန်တော်တို့တွေကကိုခန္ဓာကိုကိုစိတ်ကိုကိုပိုင်လှပြီလို့တစ်ထစ်ကြိုက်ယုံကြည်ထားကြတယ်နော်တကယ်တော့ငါ့ကိုငါမပိုင်ဘူးဆိုတော့မြတ်စွာဘုရားဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ပဲဟောထားပြီးသားဒါပေမဲ့အဲ့ဒါနားလေခတ်နေပါသေးတယ်ဗျာအခုအယိုးရှင်းဆုံးတစ်ခုကိုစာအုပ်ထဲမှာရေးထားတာလေးနဲ့ကျွန်တော်စဉ်းစားမိအောင်ပြောပြမယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကကျွန်တော်တို့ရဲ့ရွှေစင်မျိုးဆက်အကုန်ပိုင်နေတဲ့ဗျာစဉ်းစားကြည့်တော့လေဟုတ်တာပဲဘာလို့လဲဆိုတော့ကိုယ်ကျမ်းမာရေးအတွက်ကိုယ်ကိုယူဆိုင်နေတာဟာနီးစက်ဆုံးကိုမိသားစုအတွက်ကိုအဖိုးဖွားကိုအဖေမေကိုညီကူမောင်နှမတွေအတွက်ဟောကိုစီကစဉ်းသက်လာမယ်ကိုယ့်ရဲ့အသွေးသား generation အတွက်ပါဖြစ်နေပြန်တေချာစဉ်းစားကြည့်နော်ဆိုလိုချင်တာကကျွန်တော်တို့ကိုသူတို့လည်းပိုင်နေပေါ့ဗျာတနည်းအားဖြင့်ဒီရုပ်နဲ့ဒီနာကပိုင်ရှင်ရှိထားပြီးသားကြီးကိုကသူတို့အတွက်ဒီရုပ်ကြီးအလွယ်တကူမပြည့်စည်အောင်လို့သူတို့အစားဂယုဆိုင်ဆောင်းလျှောက်ပေးရုံတက်တက်ပဲကိုကသူတို့အစားဂယုဆိုင်ဆောင်းလျှောက်ပေးရုံမျှတာပဲဒီမှာကျွန်တော်ဘာသွားစဉ်းစားမိလဲဆိုရင်ဒီရုပ်ကြီးကောင်းကောင်းမွန်မွန်ရှင်သန်လည်ပတ်နိုင်အောင်ကျွန်တော်တို့ကဘယ်လောက်ကြာကြာထိမ့်သိမ့်နိုင်မှာလဲဒီရုပ်ကြီးပျက်စီးသွားရင်ရောသူ့ကိုကတ်တွယ်ပြီးတော့တီရှိနေတဲ့စိတ်ဆိုတဲ့နံတရားကြီးကဘယ်ရုပ်မှာဘယ်ပုံစံနဲ့သွားပြီးတော့ကတ်နေမှာဒါတော့စဉ်းစားဖို့ဖြေရှာဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်ညီကောင်မောင်နှမတွေလည်းဒါကိုစဉ်းစားလို့ရရင်ကျွန်တော်တို့လည်းပြန်လည်ဝင်မြပြကြပါဦးသိထားနားလည်ထားတာလေးတွေနဲ့များတူနေမလားပေါ့နော်အဲ့လိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ခေါင်းစဉ်လေးတွေနဲ့ The Art of Eating ရဲ့အောက်မှာပဲနောက်ထပ်ခေါင်းစဉ်လေးတွေနဲ့ကျွန်တော်ဆက်လက်ပြီးတော့ပြောပြဖို့ရှိနေပါသေးတယ်ဒီဗီဒီယိုလေးကိုတော့ကျွန်တော်ဒီမှာပဲပြန်နှောင်းဝင်ပြပါခင်ဗျာ